ဖိုးကြီးအပင်ပန်းခံစိုက်ပျိုးထားတဲ့မုံလာထုတ်10ပင်ကျော်ဟာအခုဆိုရင်ကျွန်တော်ကြောင့်အပေါက်ပလက်ပွားနဲ့ငါဖမ်းပိုက်လူဖြစ်နေပါပြီဖြူဖွေးနေတဲ့မုံလာထုတ်ရိုးတွေပေါ်မှာတရွရွသွားနေတဲ့ပိုးကောင်စီစိတ်တချို့ပူတောင်မြင်နေရပါသေးတယ်အဖိုးကြီးဟာတန်စကာတွင်းထဲမှာဒေါသထွက်လွန်လို့ပောက်ကွဲနေပြီးတွေးတိုးကလည်း200အထိတက်သွားပုံရပါတယ်သူဟာခေါင်းကိုမော့ပြီးကျွန်တော်ရဲ့ဒုတိယထပ်ဝရဏာကိုဒေါသတကြီးစိုက်ကြည့်နေပါတယ်ဒါဟာကျွန်တော်လောက်တာမှန်းသူသိပါတယ်ဘာလို့လဲဆိုတော့တရက်ကွက်လုံးမှာကျွန်တော်တယောက်ပဲသူ့ကိုပြဿနာရှာတဲ့သူရှိလို့ပါဒါပေမဲ့သူဘာမှလုပ်လို့မရပါဘူးဘာလို့လဲဆိုတော့သူ့မှာတက်တေထောက်ထားမရှိလို့ပါသူကရဲစခန်းသွားပြီးကျွန်တော်ကပိုးကောင်တွေကိုတရားမဝင်စေခိုင်းပြီးသူ့မုံလာထုတ်တွေကိုကြိုက်ခိုင်းပါတယ်လို့သွားတိုင်လို့မရဘူးလေကျွန်တော်ကလက်ထဲကကော်ဖီခွက်ကိုမြောက်ပြပြီးသူ့ကိုပြုံးပြလိုက်ပါတယ်အဲ့ဒီနေ့နေ့လယ်မှာပဲအဖိုးကြီးဆုံးကအယူမူလက်စားချပါတော့တယ်ပိုးကောင်ကိစ္စကဖမ်းမမိနိုင်တော့အဖိုးကြီးကကျွန်တော်ကိုဇီဝလက်နက်နဲ့တိုက်ခိုက်ဖို့ကြံစီပါတယ်သူဘယ်ဈေးကနေဝယ်လာမှန်းမသိတဲ့အနံ့နံပြီးအယောင်ပြောင်းနေတဲ့ငချောက်ပြားတချို့နဲ့ပုတ်စော်နံနေတဲ့ပဲပုတ်ဘူးတစ်ဝက်ကိုယူလာပါတယ်သူကနှီးကြိုးတွေနဲ့အဲ့ဒီဇီဝဘုံတွေကိုပထမထပ်သတင်းပေါက်ရဲ့အပေါ်ဆုံးမှာချိတ်ဆွဲထားပါတယ်အဲ့ဒါကကျွန်တော်ရဲ့ဒုတိယထပ်ဝရဏာကျမ်းပြင်နဲ့ကက်လျက်ပါပဲဩဂတ်နဲ့စက်တင်ဘာလရဲ့ပူပြင်းတဲ့ရာသီမှာအပူချိန်ကအပေါ်ကိုတက်လာတာပြီးငါးပုံနဲ့ပဲပုတ်ပုံနဲ့တွေရောနှောနေတဲ့အနံ့ဆိုးကြီးဟာဓာတ်တစင်းလိုသတင်းပေါက်ကြားကနေကျွန်တော်အိတ်ခမ်းထဲကိုထိုးဖောက်ဝင်ရောက်လာပါတယ်အရင်ကနွားချီနဲ့တွေထက်တောင်ပိုပြီးမျက်စိဆက်စေပါတယ်တစ်ချက်ရှူလိုက်တာနဲ့ဘဝအမောတွေပြေးသွားစေလောက်တဲ့အနံ့မျိုးပါပဲဒါတွေလုပ်ပြီးတော့အဖိုးကြီးဆုံးကအိမ်နီနာချင်း group ထဲမှာအတန်ဖိုင်တစ်ခုပို့လိုက်ပါသေးတယ်ခုခေတ်လူငယ်တချို့ဟာစိတ်သက်ကအပေါက်ထက်တောင်သေးသေးတယ်သူများကောင်းစားတာကိုမကြည့်နိုင်ကြဘူးငါးစာတိကလာတဲ့ငါ6လေးနည်းနည်းချိတ်တာဘာဖြစ်လို့လဲဒါကလူနေမှုပုံစံပဲလေဒုက္ခမခံနိုင်ရင်လူကြီးလူကောင်းလာမလုံးတဲ့ group ထဲမှာတော့ဘယ်သူမှပြန်မပြောပဲတိတ်ဆိတ်နေပါတယ်အဖိုးကြီးကတော့သူနိုင်ပြီလို့ထင်နေမှာပါကျွန်တော်ကတော့မှန်ကနေတဆင့်အောက်ကအနံ့ထွက်နေတဲ့ငါ6တွေကိုကြည့်ပြီးပြုံးလိုက်မိပါတယ်ငါနဲ့ဝေဟင်းတိုက်ပွဲဆင်နွှဲချင်တာလားလို့တွေးလိုက်ပါတယ်ကျွန်တော် online ကနေပစ္စည်းတချို့ကိုချက်ချင်းမှလိုက်ပြီးအဝတ်စားလဲကအောက်ကိုဆင်းလာခဲ့ပါတယ်စပေးတစ်စီးနဲ့9ကီလိုမီတာလောက်ဝေးတဲ့ငှက်ဈေးကိုတွားပြီးငွေ90နဲ့အကြီးစားငှက်စာကျွေးတဲ့တစ်သားအိမ်လေးတစ်လုံးဝယ်ခဲ့ပါတယ်ပြီးတော့ငွေ20နဲ့အပေါ်ဆုံးဆန်ကွဲနဲ့နှမ်းစားပြောင်း30ပစ်တာလောက်ဝယ်ခဲ့ပါတယ်အပြန်လမ်းမှာမနှက်ဖြန်ဖြစ်လာမဲ့မြင်ကွင်းကိုတွေးပြီးကြိုတင်ပျော်ရွှင်နေမိပါတယ်အဲ့ဒီနေ့ညမှာပဲကျွန်တော်အနံ့ဆိုးကိုအောက်AB ဝရန်ဒါပြတင်းပေါက်ကိုဖွင့်လိုက်ပါတယ်ခိုင်မာတဲ့နိုင်လွန်ကျိုးနဲ့ငှက်စာတွေအပြည့်ထည့်ထားတဲ့ငှက်စာကျွေးတဲ့အင်ကြီးကိုကျွန်တော်ဝရန်ဒါတန်နိုင်တွေမှာအသေးချီလိုက်ပါတယ်ပြီးတော့ရက်ရက်ရောရောပဲဆန်ကွဲတွေကိုအောက်ကငါ6တွေနဲ့မုံလာထုတ်တွေပေါ်ကိုကျဲချလိုက်ပါတယ်နောက်တနေ့မနက်နေထွက်ချိန်မှာပဲရလက်ကချက်ချင်းထွက်ပေါ်လာပါတယ်တောင်ပန်ခက်တန်တစ်ဖြက်ကြောင့်ကျွန်တော်နိုးလာခဲ့ပါတယ်ပြတင်းပေါက်ကနေကြည့်လိုက်တော့တရက်ကွက်လုံးကစာကလေးတွေခိုးတွေအကုန်ရောက်နေကြပါပြီငှက်ဆိုတဲ့တရဝါကစာချေစနစ်အရမ်းမြန်တော့စာရင်းနဲ့စွန့်ပစ်တတ်ကြပါတယ်ငှက်အကောင်ကြီးဒါစင်ပေါင်းများစွာဟာကျွန်တော်ဝရန်ဒါအပြင်ဘက်မှာပြန်ဝဲပြီးအစာစားနေကြပါတယ်အဲ့ဒီနောက်မှာတော့အဖြူအစိမ်းရောနေတဲ့ငှက်ချေးမိုးတွေရွာချပါတော့တယ်ကျွန်တော်ရဲ့ငှက်စာကျွေးတဲ့အိမ်ကိုဗဟိုပြုပြီးအောက်ကဖိုးကြီးရဲ့ငှက်6တွေပဲပုတ်ဘူးတွေနဲ့မုံလာခင်းတွေပေါ်ကိုတိတိကျကျကျဆင်းလာပါတယ်အဲ့ဒီမြင်ကွင်းကအရန်ကိုလှပလုံးလို့ကြည့်တောင်မကြည့်ရဲပါဘူးငှက်ချေးတွေဟာအဖိုးကြီးရဲ့ငှက်6တွေတင်မကပဲအောက်မှာရက်ထားတဲ့ကားပေါ်မှာပါဗလာပွားဖြစ်သွားပါတော့တယ်အဖိုးကြီးဆုံးရဲ့ဇီဝကာကွယ်ရေးစနစ်ဟာကျွန်တော်ရဲ့ဝေဟင်တိုက်ခိုက်မှုအောက်မှာပြိုလဲသွားပါပြီမနက်၈နာရီမှာတော့အဖိုးကြီးဆုံးရဲ့ဒေါသတကြီးအော်ဟစ်တန်ဟာအောက်ထပ်ကနေထွက်ပေါ်လာပါတယ်သူဟာအင်ဂျီလက်ပြတ်ဝစ်ပြီးလက်ထဲမှာဝါလုံးတစ်လုံးနဲ့အောက်ကိုပြေးထွက်လာကကောင်းကင်ကိုကြည့်ပြီးရမ်းနေပါတော့တယ်သွားကြဆန်းအကုန်ထွက်သွားကြငှက်ဆုပ်တွေလို့အော်နေပါတယ်သူဝါလုံးနဲ့ရမ်းလိုက်တော့အေးအေးဆေးဆေးစားနေတဲ့ငှက်တွေဟာလန့်ပြီးအုပ်စုလိုက်ပြန်တက်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲလန့်သွားတဲ့ငှက်တကောင်စီကနေလက်လက်ဆက်ဆက်ငှက်ချေးတလုံးဟာအဖိုးကြီးရဲ့ထိပ်ပြောင်ပြောင်မို့ကိုတက်တက်ကြီးကျသွားပါတော့တယ်အဖိုးကြီးဟာကြောက်ရွံ့လို့ဖြစ်သွားပြီးလက်နဲ့ဆန်းကြည့်လိုက်တော့အနံ့ဆိုးကြောင့်မနက်စာတောင်ပြန်ထွက်ချင်သွားပါတယ်သူဟာတကိုယ်လုံးတုံနေအောင်ဒေါသထွက်ပြီးကျွန်တော်ဝရန်နာကိုကြည်ကာဆဲဆူနေပါတော့တယ်